မိမိကိုယ်ကိုဆုံးမဖို့ဆုံးမစကားစေခွန်နံပါတ်1တန်မာပါဘေးချိန်ပင်နေရဖြစ်ဖြစ်ကိုယ်အနားမှာလူတစ်ယောက်အမြဲရှိနေနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကိုတန်မာဖို့ပြင်ဆင်ထားပါနံပါတ်2ကိုယုံကြည်ပါကိုယုံကြည်ပါမိတ်ဆွေအပြောင်းလေးတွေကြုံတဲ့အခါစိတ်ထဲမကြပါနဲ့ကဘာပေါ်မှာကိုယ်တိုင်ကလွေပြီးဘယ်သူမှကိုယ်ကိုအယုံကြည်မရှိရပါဘူးကိုယ်တိုင်ယုံကြည်လာပြီဆိုရင်သူတို့ကိုယုံကြည်လာပါလိမ့်မယ်လောက်စရာရှိတာသာဆက်လုပ်ပါနံပါတ်3အပြောင်းလေးကိုခံနိုင်ရရှိပါလောကရန်ရဲ့အပြောင်းလေးကိုခံနိုင်ရရှိပါလူတွေရဲ့အပြောင်းလေးကိုခံနိုင်ရရှိပါဘဝရဲ့အပြောင်းလေးကိုခံနိုင်ရရှိပါတသမတ်တွေဆိုတာဘယ်မှမရှိပါဘူးဒါကြောင့်ခံနိုင်ရရှိပါနံပါတ်4ပျော်အောင်နေပါကိုအမြဲတမ်းပျော်ရွှင်စေတာကိုပဲရှိပါတယ်ကိုအမြဲတမ်းဂရုစိုက်နိုင်တာကိုပဲရှိပါတယ်ကိုအမြဲနားလေပေးနိုင်တာကိုပဲရှိပါတယ်ဒါကြောင့်ကိုဂရုစိုက်ပြီးပျော်အောင်နေပါနံပါတ်5မေ့ပြစ်ပါအတိတ်ကအကြောင်းအရာတွေအားလုံးကိုမေ့ပြစ်ပါဒါပေမဲ့သင်ခန်းစာတို့ယူအောင်ပေါ့တခြားလူတစ်ယောက်ဖို့မုံတီးခဲ့တဲ့ပျော်ရွှင်မှုကိုမေ့ပြစ်ပါအကျိုးမရှိတဲ့စကားတွေကိုမေ့ပြစ်ပါကိုယ်စိတ်သက်ကိုရိတ်ချိုးခဲ့တဲ့အရာတွေအားလုံးကိုမေ့ပြစ်ပါနံပါတ်6ရက်ပါမျှော်လင့်တာတွေကိုရက်ပါစိတ်ဆင်းရဲစရာတွေကိုရက်ပါအတ္တတွေကိုရက်ပါတခြားတစ်ယောက်အကြောင်းဆက်စုတာရက်ပါတခြားသူနဲ့နှိုင်းချင်နေတာကိုရက်ပါနေရာလူနေတာကိုရက်ပါဥတီရှက်မရှိလွင့်နေတဲ့စိတ်ကိုရက်ပါနံပါတ်9ကိုလက်ခံပါကိုလက်ခံပါမိတ်ဆွေကိုဘဝကိုလက်ခံပါကိုအတိတ်ကိုလက်ခံပါအခုလက်ရှိအရှင်တွေကိုလက်ခံပါကိုဘေးနားကလူတွေကိုအရှိကိုအရှိအတိုင်းလက်ခံပါနံပါတ်10ညင်းပါမလုံနိုင်တဲ့အရာတစ်ခုအတွက်ညင်းပါမဖြစ်နိုင်တဲ့အရာတစ်ခုအတွက်ညင်းပါစိတ်မပါတဲ့အရာတစ်ခုအတွက်ညင်းပါနံပါတ်9ကြိုတင်ပြင်ဆင်ပါပြဿနာတွေကိုရင်ဆိုင်ဖို့ပြင်ဆင်ပါကောင်းတဲ့အရာတွေကိုပြောင်းလဲဖို့ပြင်ဆင်ပါနံပါတ်10အများကြီးမခံစားနဲ့အရာအလုံးဟာအချိန်ကျရင်ပြောင်းလဲသွားမှာပါပဲကိုအပင်ပန်းမခံပါနဲ့ကိုဘဝကိုပဲစိတ်ဝင်စားပါကိုပဲရှစ်ပါတယောက်လေးလေးအင်အားတွေရှိအောင်ကြိုးစားပါကိုဆုံးမခြင်းဟာဘဝမှာနောင်တမရအောင်နေထိုင်ခြင်းပါပဲကိုပြုပြင်ပေးမိသူဆုံးမပေးမိသူလိုက်ချဖို့တဲ့ကိုဆုံးမလိုက်ခြင်းကပိုပြီးကောင်းပါတယ်ကိုတီတာတစ်သက်လုံးကိုအနားမှာရှိနေမှာမို့ကိုဆုံးမတတ်ပါစေ